မင်္ဂလာပါဘရိယကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုခေတ်မှာစိတ်ကြယောဂစိတ်ကလင်ကရာယောဂမျိုးစိတ်ဝိညာဉ်တွေခံစားနေရရင်စိတ်ပညာရှင်တွေနဲ့ဆွေးနွေးတာဖြစ်မီစိတ်ငြိမ်စေးတွေတောက်သုံးတာမျိုးနဲ့ဒီနေ့တရားကုသနေလို့ရပါပြီဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီအရင်ခေတ်တုန်းကရှုသွတ်တဲ့သူလို့သတ်မှတ်ခံရတဲ့စိတ်ပညာရှင်တွေကိုဆရာဝန်တွေကဘယ်လိုနည်းရနဲ့ကုသကြတယ်ဆိုတာမသိပါလားတားလိုက်ရတဲ့တင်စသိန်းထားကြကောင်းတဲ့စိတ်ပညာရဲ့အမောင်မိုက်ဆုံးကုသနည်းတွေကိုဒီနေ့ဗီဒီယိုမှာပြပြသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။လက်ဆိုးပူးနေရဆိုပြီးပူကောင်းခုံကိုအပေါက်ပေါက်ခြင်းလွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီတဲ့ရှေ့ခေတ်တွေတုန်းကလူတွေဟာစိတ်ပေါက်ပြန်တာကိုယောဂတစ်ခုလို့မမြင်ပဲလက်ဆိုးပူတာဒါမှမဟုတ်အကောင်းဆိုးကနှိမ့်ဆက်တာလို့ပဲယုံကြည်ကြတာပါ။အဲ့ဒီတော့သူတို့ကနှဆိုးတွေအုံနှုတ်ထိပ်ကနေဖတ်တော့အောင်သူနာရဲ့ဥပေါင်းခုံကိုပရိယစာပလာပြီးနဲ့အပေါက်ကြီးဖောက်ပြီးကုသခဲ့ကြပါတယ်အဲ့ဒီမီလန်ကို treatmentation လို့ခေါ်ပါတယ်မေစီထုံးစီလုံးဝမရှိတဲ့အဲ့ဒီချက်မှာဒီလိုဥပေါင်းခုံအစိမ့်နဲ့အပေါက်ခံရတဲ့သူနာတွေဟာဘယ်တော့ငရဲဆန်တဲ့ဝိညာဉ်ကိုခံစားကြရမယ်ဆိုတာစိတ်ကူးကြည့်ရုံနဲ့တင်ကြောက်စရာကောင်းပါတယ်ဒီကဲကြီးတဲ့နှစ်ချင်းနဲ့လက်ပတ်ကုသခြင်း18ရာစုနဲ့19ရာစုတွေရောက်တဲ့အခါမှာတော့နီးလက်တွေကပို့ပြီးစမ်းပြလာပါတယ်။တောင်းညံ့နေတဲ့စိတ်ဝိညာဉ်ရှင်ကိုရင်းသက်သွားအောင်ဆိုပြီးဒီကဲတက်တာတွေကထွက်လာတဲ့ခြေလုံးမျိုးအလုံးအိတ်ဆက်တဲ့ခြေကန်တဲ့နိုင်ပေါင်းများစွာအတင်းနှစ်ထားတတ်ကြပါတယ်။ဒါတင်မကသေးပါဘူး။လူနာရဲ့အုံနောက်ကသိလက်ပန်းမှုတွေပြန်မှန်သွားရင်စိတ်ကြီးပြန်တာပြောက်လိမ့်မယ်ဆိုတဲ့အတွေးနဲ့လူနာကိုပလက်ထိုင်မှာတန်ဖိုးနဲ့တုပ်ပြီးဟောအန်တဲ့အထိလီးလက်သွားတဲ့အထိအချိန်ပြင်းပြင်းနဲ့လက်ပတ်တဲ့ကုသနည်းတွေကိုလည်းတရားဝင်အသုံးပြုခဲ့ကြပါသေးတယ်။ဝိဖောက်ထုတ်ခြင်းနဲ့တန်ကြိုးခန့်နှိပ်စက်ခြင်းအဲ့ဒီခေတ်ကဆရာဝန်တွေရဲ့နောက်ထပ်ယူဆတစ်ခုကတော့ခန္ဓာကိုယ်ထဲမှာသွေးတွေဒါမှမဟုတ်အရည်တွေများနေသိပေါက်ပြန်တတ်တယ်ဆိုတာပါပဲ။အဲဒါကြောင့်လူနာတွေငြိမ်ချသွားအောင်အထိသွေးတွေကိုအများကြီးဖောက်ထုတ်ပစ်တာသွေးဆုပ်ဖားပြီးနဲ့စုပ်တာမျိုးတွေလုပ်ခဲ့ကြပါတယ်။တကယ်တော့ဒါဟာယောဂပြောင်းလဲတာမဟုတ်ပဲတွေးလွန်ပြီးအားပြတ်သွားတာဖြစ်ပါတယ်။ဒါတွေမကသေးပဲစိတ်ဝိညာဉ်ရှင်အများစုကိုလူသားတယောက်လိုမဆက်ဆံပဲပလိဆန်လိုတန်ကြိုးတွေနဲ့ချီအမောင်ဟန်နဲ့ပိတ်လုံထားပြီးရှိကြပါတယ်။ဒီစိတ်ပညာကြီးအလင်းအောင်1950ပြည့်နှစ်ရောက်တော့စိတ်ပညာရှင်တွေတိုးတက်လာပြီးစိတ်ငြိမ်စေးတွေပေါ်ပေါက်လာမှသာဒီလိုကြောင်းဝက်ပဲကောင်းတဲ့ကုသဆိုးကြီးတွေဟာသမိုင်းထဲမှာကြောက်ရွံ့သွားတာဖြစ်ပါတယ်။ခုခေတ်မှာစိတ်ဝိညာဉ်ရှင်ဆိုတာချက်စရာမဟုတ်ပဲစနစ်တကျကုသရင်ပျောက်ကင်းနိုင်တဲ့အာမယောဂတစ်ခုဖြစ်လာပါပြီ။သမိုင်းတစ်လျှောက်ကဒီလိုကြောက်စရာကောင်းတဲ့စိတ်ပညာအလဲတွေအကြောင်းကြားတဲ့အခါမိတ်ဆွေတို့ဘယ်လိုခံစားရလဲ။ခုလိုခင်မိရဲ့ခေကြီးမှာမွေးဖွားလာတာကံကောင်းတယ်လို့တွေးမိတာ။ဗီဒီယိုအောက်ကကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးကြပါဦး။နောက်ထပ်လည်းဒီလိုမျိုးထူးဆန်းပြီးဘူးတူတာကြားစရာစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းပြဆက်ပေးပါမှာပေါ့။ကျွန်တော်ရဲ့ Brain Health Channel ကို Subscribe နဲ့ Follow လုပ်ထားဖို့မေ့ပါနဲ့။အားလုံးပဲတာယာလှပတဲ့လူတွေဖြစ်ပါတယ်။